အပတ်စဉ်တင်ဆက်နေတာဖြစ်တဲ့ TikTok Play မှာဗီဒီယိုတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါ DJ Coin Founder ကိုစရာဖြစ်ပါဒီတစ်ပတ်တော့ Play နဲ့ဆိုတာထက် information လေးတွေ sharing လုပ်ပေးချင်ပါတယ်ဘာလဲဆိုတော့လာမယ့်73ရက်နေ့မှာအသစ်လာမယ့် TikTok update မှာ community guideline အသစ်တွေလည်းပါလာမှာဖြစ်ပါတယ်အဲ့ဒီထဲမှာသတိထားမယ့်အချက်2ချက်လောက်ကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်အဲ့တော့တစ်ချက်ကဘာလဲဆိုတော့ TikTok video တွေမှာကိုက product တွေရောင်းတယ် service တွေရောင်းတယ် content တွေဆိုလို့ရှိရင် sponsorship ဒါမှမဟုတ် partner ဆိုတဲ့ disclosure ဖော်ပြချက်ကလေးတွေကိုဖော်ပြရမှာဖြစ်ပါတယ်အဲ့တော့ကိုကအယောင်ပို့စေဆေးပို့စေတင်တယ်ဆိုလို့ရှိရင်အဲ့ဒီမပါလို့ရှိရင် TikTok က visibility လို့ခေါ်တဲ့အမြင်ကိုဖြတ်ပေးမှာမဟုတ်တော့ပါဘူးเนาะဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook video ကလည်းပဲ view တွေကျမှာဖြစ်ပါတယ်ပြောလို့ရှိရင်တော့ view ကျတာထက် view မရတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ check လေးကိုသတိထားစေချင်ပါတယ်နောက်နံပါတ်1အချက်ကတော့ TikTok မှာ AI နဲ့လုပ်ထားတဲ့ video တွေတင်လို့ရှိရင်အရန်ကိုသတိထားရမှာဖြစ်ပါတယ်အဲ့တော့အခုနောက်ပိုင်း AI ကလည်း TikTok မှာလည်းမဟုတ်ဘူးเนาะနေရာတကာမှာအရန်ကိုခြေပြတ်လာတဲ့အခါကျတော့ AI marketing တင်နန်းတွေဆိုတာလည်းမို့လို့ပေါက်လာပါပြီအဲ့တော့ကိုယ့်ရဲ့ product or service ကို AI နဲ့လုပ်ထားရဲဆိုလို့ရှိရင် TikTok မှာ video တင်တဲ့အခါ AI generated content ဆိုတဲ့ cloud လေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်ကိုဗီဒီယိုက AI နဲ့လုပ်ထားပြီးတော့အဲ့ဒီ AI generated content ဆိုတဲ့ level လေးမတက်ထားဘူးဆိုလို့ရှိရင် TikTok ကကွန်ရှာတော့မှာဖြစ်ပါတယ် Okay အဲ့ level လေးဘယ်လိုတက်အောင်လဲသိချင်လားဆက်ကြည့်လိုက်အောင် down next ဒီထဲဝင်တွေ့လာဒီမှာ AI generated content ဆိုတာအဲ့ clip လေးကို on ပေးရမှာဖြစ်ပါတယ် Okay ဒီတစ်ပတ်တော့ blame လာတဲ့ဆိုလို့ရှိရင် information sharing လုပ်ပေးတာဖြစ်ပါတယ် TikTok update မှာတခြား community guideline တွေလည်းအများကြီးပါလာမှာဖြစ်ပါတယ်အဲ့ဒီထဲမှာအခုအရေးကြီးဆုံး2ချက်ကို sharing လုပ်ပေးတာဖြစ်ပါတယ် TikTok video creation TikTok marketing နဲ့ပတ်သက်ပြီးတော့နောက်လဲဘူးတူတရစရာအကြောင်းအရာတွေကိုအများအားတက်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် Digital ကို like and follow လေးလုပ်ခဲ့ပေးတော့အောင်ခင်ဗျအဆုံးလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်